အားလုံးပဲမင်္ဂလာနေ့လေးကင်းပါရှင်ဒီနေ့ကတော့ထမင်းစားလို့မိန်မယ်မယန်းသီးတနက်လေးဘယ်လိုလုပ်မလဲပေါ့နော်အဲ့ကြည့်အောင်ရှင်မယန်းသီးလေးတွေကိုရေးစေးပြီးတော့အရာလေးပြီးပါတယ်ပြီးရင်ရေးစေးကြမယန်းသီးလေးတွေကိုပကံတစ်ခုထဲမှာထည့်ပြီးတော့စားလေးနဲ့နေနိုင်ရွက်နှက်ထားပါမယ်ရှင်မယန်းသီးလို့ရင်တော့တိတ်ကြိုင်ထားရပါတယ်နော်ဒါလေးကတော့မယန်းသီးလေးနည်းနည်းညှို့တဲ့အတွက်ကျွန်မကတော့မိနစ်20ထားပြီးတော့ရေးစေးလိုက်ပါတယ်ပြီးရင်ဒီကူလေးတွေမှာပြောရတာရမ်းကြည့်ရအောင်ကြောင်းနေတာပြီးတော့ဆိုထားပါတယ်ဒီလေးကိုစက်တော်လေးဒီတက်ဒီလိုဒီနေ့ကတော့ဒီတက်ရမ်းပြီးမဟုတ်ခဲ့ပါဘူးပြီးရင်ပဒံကြောက်မဟုတ်ဘူးနော်ပဒံကြောက်ကိုထောင်းပြီးတော့မဟုတ်ခဲ့ပါဘူးဒါဘေးပဒံကြောက်ပါနော်ဒါကိုသုံးထားပါတယ်ရှင်ဘေးပဒံကြောက်အချို့ကိုသုံးထားပါတယ်ပြီးရင်ခုနကကြောထားတဲ့ဉာဏ်တည်းလေးကိုထည့်ပါတယ်ပြီးရင်ကြားလေးထည့်ပါတယ်ရှင်ကြားလေးကတော့ကိုအချို့ကြိုက်ရင်နည်းနည်းလေးပို့ထည့်ပါနော်ပြီးတော့မဆလာထည့်လိုက်ပါမဆလာလေးကဖူးလေးပြနော်ဉာဏ်ဒီကနက်ဆိုတော့ဒါငပိလုံးဝမပါဘူးရှင်ပြီးရင်အချို့မုံလေးအနည်းငယ်ပေါ့နော်အနည်းငယ်ထည့်ပါလားအမှန်တက်ကကြတော့ဆန်းပြရည်ဒိမ့်မပြရည်လေးကိုမှာဒီစီကြမ်းပြရည်လေးကိုမှာနောက်ဆုံးတော့စက်တုံကြီးကြီးသားလေးသိထည့်နေလိုက်ပါရှင်ဒါဆိုရင်ပုံမှန်လေးဆိုတော့နောက်ကဒိမ့်မပြရည်လေးနဲ့ထည့်ပြီးအားလို့မင်းတို့ဒီတစ်ချက်လေးပြပါတော့